တစ်ပင်ပန်းမှန်တို့ဤကဘာ၌မိုးတန်လေတန်သည်ပုံအောင်နေသောမြက်ပင်တို့ကိုခေါင်းထောင်ထလာအောင်နှိုးလိုက်လေသည်မိုးပြူဝင်းကလေးများသည်မြက်ခင်းစိမ်းစီသို့လာရောက်နှုတ်ဆက်ကြ၏မျက်စိမ်းတို့သည်လည်းမြဝိယုံနှင့်ဧခံကြလေ၏လေပြီကလေးသည်မြက်ခင်းစီသို့ရောက်လာကဆေဘဲပန်းတို့ပွင့်ကြပြီဟုဝမ်းနာအားရတည်င်းပေးသွားလေ၏တစ်ပင်ပန်းမှန်တို့ဤကဘာ၌တီတို့မြပြောလိုက်သောအတန်တို့သည်ကြပြဆရာ၏နာသို့ရောက်လာကြလေသည်ထိုခဏ၌မိုးနှင့်လူလင်သည်လျှက်စစ်မီးခွက်ဖြင့်တစ်ပင်ပန်းမှန်တို့၏ကဘာကိုရုတ်တရက်စစ်ဆေးကြည့်ရှုလိုက်ရာတစ်ပင်ပန်းမှန်တို့မှာအလန့်တကြားပြပြဝတ်နေကြလေသည်သူတို့ချင်းတီတို့ဆိုတန်တို့လည်းတိတ်ဆိတ်သွားလေသည်ချက်ချင်းအမောင်ကျသွားပြန်၏ထို့နောက်တီတို့ဆိုတန်လည်းပေါ်လာပြန်သည်အမောင်ထဲတွင်ကတစ်ပင်ပန်းမှန်တို့သည်သူတို့ဘယ်လိုဝိစားဆင်ရင်၍မြေပြင်ပေါ်မှာဘယ်လိုပေါ်ပေါက်လာကြမည်ကိုတိုင်ပင်နေကြလေတည်းဆရာတင်မို့